တူဂီရဲတွင်ပြင်းအား6.1အဆင့်ရှိငလင်လုံးတူဂီရဲနိုင်ငံအနောက်ပိုင်းစင်တီဂီမြို့မှာအောက်တိုဘာ29ရက်ကပြင်းအား6.1ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းတူဂီရဲအာဏာပိုင်တွေကပြောတာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ငလင်ကဒေသစံတော်ချိန်ည10:48မိနစ်မှာလှုပ်ခဲ့တာဖြစ်ပြီးတော့စီဝိုင်းမြို့တော်အစ္စတန်ဘူနဲ့ခီးသွွားဆွဲဆောင်ရာအီမီယာမြို့တို့မှာလည်းသိရှိခန်းစားခဲ့ရတယ်လို့တူဂီရဲအစိုးရ FAD အရေးပေါ်အေဂျင်စီကပြောပါတယ်။ဒီငလင်က3လအတွင်းဒုတိယကြိမ်လှုပ်ခတ်ခဲ့တာဖြစ်ပြီးတော့ထိခိုက်သေးဆုံးသူတွေနဲ့ပတ်သက်လို့ချက်ချင်းသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ပြည်ထောင်ရေးဝန်ကြီးကတော့ပြီးခဲ့တဲ့ငလင်တုန်းကဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့တဲ့အဆောက်အုံ3လုံးနဲ့အယောင်ဆိုင်တစ်ဆိုင်ကပြိုကျခဲ့ပေမဲ့ထိခိုက်သေးဆုံးသူမရှိဘူးလို့ပြောပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ10ရက်တုန်းကလည်းတူဂီရဲနိုင်ငံအီမီယာမြို့ရဲ့အရှေ့မြောက်ဘက်138ကီလိုမီတာဝေးတဲ့တောင်ကုန်းတွေကြားကစင်နီဂီမြို့မှာအလားတူပြင်းအားရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့ရာလူတစ်ယောက်သေဆုံးပြီးတော့ဒါဇင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ပါတယ်။ဂျမေကာတွင်ဟာရီကိန်းမလီဆာကြောင့်လူ3သေဆုံးအခုနှစ်တွင်ကမ္ဘာအင်အားအပြင်းဆုံးမုန်တိုင်းလို့သတ်မှတ်ထားတဲ့ဟာရီကိန်းမုန်တိုင်းမလီဆာကြောင့်ဂျမေကာနိုင်ငံမှာလူ3ယောက်သေဆုံးခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ဟာရီကိန်းမုန်တိုင်းမလေးရှားကဂျမေကာကျွန်းနိုင်ငံအတွက်လည်းစံချိန်တင်အင်အားပြင်းဆုံးမုန်တိုင်းဖြစ်တာကြောင့်အသက်အန္တရာယ်ချင်းချောက်ပြီးဖျက်အားပြင်းတဲ့အခြေအနေရှိနိုင်တယ်လို့အမေရိကန်မိုးလေဝသပညာရှင်တွေကသတိပေးပါတယ်။မုန်တိုင်းရဲ့လေတိုက်နှုန်းကတနအီ185မိုင်နှုန်းရှိပြီးတော့ဂျမေကာနိုင်ငံကုန်းထဲမိုင်းကိုအောက်တိုဘာ28ရက်ဒေသစံတော်ချိန်မနက်စောပိုင်းမှာဝင်ရောက်နိုင်ခြေရှိတယ်လို့ခန့်မှန်းထားပါတယ်။မုန်တိုင်းကြောင့်ဟေတီနဲ့ဒိုမီနီကန်သမ္မတနိုင်ငံတို့မှာလူ4ယောက်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ပြင်းပြင်းနေရွှေ့နေတဲ့မုန်တိုင်းကြောင့်နေရာများစုမှာမိုးသေးတာကြားနိုင်ပြီးတော့နောက်ဆက်တွဲရေကြီးရတဲ့မြေပြိုတာတွေကိုစိုးရိမ်ရတယ်လို့လည်းမိုးစလပညာရှင်တွေကသတိပေးထားပါတယ်။